တေချာကြည့်ကြပါလေသမားကြီးတွေကဘဲကလေးအိုလိုက်ကိုရေထဲကိုပစ်ချနေတာကိုမြင်ရပါမယ်မိတ်ဆွေတချို့ကဘဲကလေးတွေထိခိုက်မိမလားလို့စိုးရိမ်ကောင်းစိုးရိမ်နိုင်ပါတယ်ဒါပေမဲ့ဘယ်ရီဟာရေနေငှက်တစ်မျိုးဖြစ်ပြီးတော့မွေကလေးကရေကူးတက်တဲ့သဘာဝအစွမ်းပါလာပါတယ်ဒီလိုလောက်တာကတကယ်တော့ထိရောက်ပြီးဂေယစနစ်နဲ့ညီညွတ်တဲ့စိုက်ပျိုးရေးစနစ်တစ်ခုဖြစ်ပါတယ်အတူချုပ်ပြောရရင်ဒီနီလန်ကစဘာစိုက်ပျိုးခြင်းနဲ့ဘဲမွေးမြူခြင်းတို့ကိုပေါင်းစပ်ထားတဲ့နီလန်တစ်ခုဖြစ်ပါတယ်ဘဲရီကလေကွင်းတွေကသဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းတဲ့သူတွေဖြစ်ကြပါတယ်သူတို့ကလေကွင်းနဲ့လှည့်လည်သွားလာပြီးသဘာဝအတိုင်းစာရှာဖွေကြပြီးရေထဲကပေါင်းပင်ပုံမွားနဲ့ခီးတွေကိုစားကြပါတယ်ဒါကြောင့်ပိုးသက်စေနဲ့ပေါင်းသက်စေသုံးဆွဲမှုကိုတတိတတာရှော့ချနိုင်ပါတယ်တစ်ချိန်တည်းမှာပဲဘဲရီရဲ့အညစ်အကြေးတွေဟာအကောင်းဆုံးသဘာဝ organic မြေဩဇာဖြစ်ပြီးစဘာပင်တွေကိုစတိုက်အာဟာရဓာတ်တွေဖြည့်တင်ပေးနိုင်ပါတယ်ခံမှန်းတွက်ချက်မှုတစ်ခုအရစဘာကင်မှာဘဲအရည်အတွက်1000ကိုတစ်နှစ်မွေးမြူရင်တော့နှစ်စဉ်အမြန်ငွေရွမ်3,300ခန့်ရရှိနိုင်တဲ့မွေးမြူရေးစီမံကိန်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လက်တွေ့မလုံဆောင်ခင်ဈေးကွက်သုံးသက်ချက်နဲ့ကုန်ကျစရိတ်တွက်ချက်မှုများကိုအသေးစိတ်ပြုလုပ်ရန်နဲ့အမြတ်အစွန်းအများဆုံးရရှိစေဖို့သက်ဆိုင်ရာမွေးမြူရေးနည်းပညာတွေကိုကြွကြွကျင်ပိုင်ဆိုင်ထားဖို့အရေးကြီးပါတယ်